အကောအနေနဲ့ဆွဆွဲမြဲမြဲဝတ်တဲ့ brand လေးတစ်ခုဆိုရင်ရော ကျွန်တော်အနေနဲ့စမ်းမြဲမြဲဝတ်တဲ့ brand ဆိုတော့လီးပဲပေါ့ဗျာ ဂျင်မောက်မီဆိုရင်ဘာ brand လေးဖြစ်မလဲခင်ဗျ ဂျင်မောက်မဆိုရင်တော့လီးဖြစ်မှရမှာပါဟုတ်လီးဖြစ်မှရမှာပါ ဗျာ လီးဖြစ်မှရမှာပါ ဟုတ်ကဲ့ဒီ brand လေးကိုရွေးချယ်ဖြစ်တဲ့အကြောင်းလေးရောတစ်ချက်လောက်ပြောပြပေးပါဦးခင်ဗျ ဒီ brand လေးကိုရွေးချယ်ရပြည့်အကြောင်းရင်းကဟောပေါ့နော်လီးမှာဟိုရွေးချယ်တာများတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော် comfortable ဖြစ်တယ်ပေါ့ဝယ်ရတာဟုတ်ကဲ့ကိုအသေးစိတ်လေးရှင်းပြပေးလို့ရမလား ဒီ LE ဆိုရဲ gin brand ပေါ့နော် Lee ဆိုရဲ brand ကဟိုပါပေါ့သူကရွေးချယ်ကြများတယ်ပေါ့နော်သူဟိုကျွန်တော်ရဲ့ Armani တို့501တို့ Levi တို့ရှိတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့ Lee ပဲကြိုက်တယ်ပေါ့နော်သူကရွေးချယ်ကြများတယ်ပြီးတော့သူ့မှာ Lee က size ဆုံးလာတယ် color ဆုံးလာချွတ်ဆိုLee မဲလေး Lee view လေးပေါ့ကျွန်တော်တော့ personally တော့ Lee မဲပဲကြိုက်တာပေါ့နော်ဟို Lee view လေးဆိုလဲပါလာဒီနေ့ခဏ fashion ဝတ်ဖို့ဟို show တော့ဝတ်ဖို့လေဒါခဏနေဟို fashion ပွဲမှာဝတ်ဖို့ပေါ့နော်ကျွန်တော်ယူလာဒါဆိုရင်တော့ review လေးပေါ့နော်ဒီ review လေးဆိုလဲအရန်ဟိုနုနုညံ့ညံ့ရှိတယ်အသားလည်းကောင်းတယ်ပေါ့နော်ဟိုဒီမိုးရသည်ကြတော့ကျွန်တော်တို့လီးတို့လေးတွေကဟိုအဆင်ပြေတယ်ပေါ့နော်ဟုတ်ဒါမဲ့ဟိုပါပေါ့နော်လီးကိုရှေမကြိုက်တဲ့လူတွေကြတော့ဒီလိုမိုးရင်းပိုင်းမှာဆိုလို့ရှိရင်နည်းနည်းတော့သတိထားပါဘာလို့ဆိုတော့ဒီလီးထိတ်တွေမှာသူကဟိုရေတွေပါဆိုတယ်အညစ်အကြေးတွေပါပေးလာရင်မှုတက်တာတို့ဟိုယောဂများတာပေါ့ဗျာဟိုမြစ်ပတ်တာပေါ့အဲ့တော့တကယ်လို့ဒီလိုမျိုးရဒီမှာလီးရှိဝစ်ချင်တယ်ဆိုလို့ရှိရင်တော့လီးထိတ်တွေကိုခောက်ပြစ်တာပဲဖြစ်ဖြစ်လီးထိတ်တွေကိုဖြတ်ပြတ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ပြီးဝင်နိုင်တော့တင့်တော်တာပေါ့